အရာအားလုံးကိုအပြစ်ခါပြုတ်ပြီးတော့သူဖြစ်တည်မှုတည်တည်လေးကိုပဲဒီဇိုင်းမမတ်ကြည့်နေကြတာကြာပြီဘယ်ချိန်ထိသူ့ငေးကြည့်နေရအောင်ပါလဲဒီတခါတိုင်မင်ကိုမစောင့်မဲနဲ့ဇွတ်တိုးဝင်လိုက်ရောအဆင်ပြေနိုင်ပါမလားကျွန်တော်တို့နှစ်ယောက်ကြားရှိနေပြီးသားအကွာဝေးတစ်ခုဒီထက်ပိုဝေးသွားမှလည်းကျွန်တော်ကြောက်တယ်ဒီကဘာကြီးချိန်သားကြိုက်လဲပတ်နေတာစိတ်ရမ်းနေရတီထင်တာအစားပကြီးကားတစ်ချက်ရေးတာဆုံးအရာအလုံးအတိုင်ပင်လိုရတယ်ကျွန်တော်တို့နှစ်ယောက်ကြားတိုင်ပင်ကိုဘယ်လိုဖန်တီးယူလို့ရနိုင်မလဲ။ဘာကြောင့်ကံကြမ္မာဖန်တီးပေးမဲ့တိုင်ပင်ကိုစောင့်နေရပါလဲ။ကျွန်တော်ကိုယ်တိုင်ဖန်တီးယူတော့မရနိုင်ဘူးလား။ကိုယ်တိုင်ဖန်တီးယူတော့ခွင့်ရမရှိဘူးလား။ကျွန်တော်ရာလွဲချော်မှုကိုမြန်မြန်ဆုံးသတ်လိုက်ခြင်းပြီ။အဲ့ဒီခိုက်တန်တွေကကံကြမ္မာကြိုတင်ဖန်တီးပေးထားတဲ့ဇလန်းဆိုရင်လည်းမတူညီရဲ့စကြောင်းတစ်ခုကိုရွေးချယ်ပြီးရှိနိုင်ပါကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်ကဘယ်တော့မှအစပြုလို့မရမယ့်ဇလန်တစ်ပုဒ်လိုဖြစ်နေပြီလားကျွန်တော်တို့ကအမြင်မတူပဲရွေးနေကြရင်မြင်နေလို့ပေါ့ကျွန်တော်တို့နှစ်ယောက်ကိုစုံမတစ်ခုမှလာဆုံပေးဖို့ကံကြမ္မာခုထိငင်းဆန်နေတော့မယ်တယောက်နဲ့တယောက်မဝေးလွန်မနီးလွန်တဲ့ကော်ဝေးတစ်ခုဆိုပေမဲ့သူ့ကိုဖမ်းဆုံနိုင်မှုကျွန်တော်လန်လန်မမီဘူးဖြစ်နေတယ် It's not just about clothes. It's also about feelings. Wear your feelings, wear your confidence, and create memorable moments. Renee Matthias.